ဒီမီးရငါတိန်ငါသိန်းငါသိန်းဘလုံးငါသိန်း My daughter said, "This is you. This is you." This is you. မပပနဲ့ ငါသိန်းဘလုံးငါသိန်းမယ်သူကောင်းပါ ချွေးရပါဘူးလို့ ချက်ခွတ်တယ်ချက်ခွတ်ချက်ခွတ်တယ်အဲ့ဒါကြောင့်ပေါ်တယ်နှစ်သိန်းချက်ခွတ်ဒါတသိန်းမယ်ဒီပေါ်အသေးလေးရသိန်းချင်းလေးရုံလေးအောင်ပါပြောရတယ်။ကိုစားတွေကျွေးနေတာဟုတ်လားဒါမောတဲ့သူပြောနေတာ။ ပေါ်တော့တသိန်း ဟုတ်တယ်ဟုတ်တယ်ချစ်တဲ့ရောက်တော့မှကိုစားတွေကျွေးရမှန်းလို့တော့ရတာပဲ။သူ့ရဒီမျိုးချစ်တာပဲ။ ရေးစေးတွေရေးစေး နှစ်သိန်းခွဲတဲ့ဒီတကွာနှစ်သိန်းခွဲတဲ့နှစ်သိန်းနဲ့ငါးကလေးကနှစ်သိန်းကြည့်ပါလေ စီထုတ်ရမှာဟုတ်တယ် စီဆိုးရမှာငါတဲ့အစ်စ်တွေတူပကြီးတွေ ပကြီးလေ တထောင်း ပချီရဲ့နံပါတ်တွေတက်လို့ရ အမေမစိုးတော့မစုံတော့လိုက်တူအောင်အကုန်ဆွဲ နံပါတ်2နော်နံပါတ်4 အေးလေဟုတ်တယ်မလားတေချာတူဟုတ်တယ်မလားဒါဘတ်ဖို့ခတ်တယ်လေဟုတ်တယ်မလားစိတ်ထဲမှာတော့ နံပါတ်တွေရေးပူခတ် ဟုတ်နံပါတ်တွေမဟုတ်လေဒီလိုကအယုတ်ကိုတစ်ဆက်တည်းတူအောင်လုပ်ရတာနော်ပကြီးလားဒါမှမဟုတ်ပကြီးပါနော်ဒီလိုခလေးတာဘယ်လိုလဲ